တရားဘာဝနာကိုစတင်ပြီးတော့ကြိုးစားအထောက်ကြမဲ့ပုဂ္ဂိုလ်တို့အတွက်အလွန်တရာမှအခြေခံကြတဲ့သိစရာလို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာယုံကြည်ထားတဲ့အကြောင်းအရာတစ်ခုအဲ့ဒါကဘာလဲဆိုတော့ဖြစ်ခဲ့ပြီးသားအတိတ်ကာလကအနေအထားတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာဘာအနှောင့်အယှက်မှမရှိအောင်ကြိုးစားရမယ်မဖြစ်သေးတဲ့အနာဂတ်ကာလမှာဖြစ်ပေါ်လာမယ့်အနေအထားတွေနဲ့ပတ်သက်ပြီးတော့လည်းပဲဘာအနှောင့်အယှက်မှမရှိအောင်ကြိုးစားကြရမယ်ခုလောလောဆယ်ဖြစ်နေတဲ့ပစ္စုပန်အနေအထားလေးကိုသိအောင်မြင်အောင်ကြိုးစားအထောက်ကြရမယ်အတိတ်ကာလအနေအထားတွေကကိုယ့်ကိုအများကြီးလွှမ်းမိုးပြီးတော့မနေစေရဘူးပေါ့နော်အနာဂတ်ကာလအနေအထားကလည်းပဲကိုယ့်ကိုအများကြီးဒုက္ခပေးနေတာမျိုးမဖြစ်စေရတတ်နိုင်တဲ့များအတိတ်နဲ့အနာဂတ်ကိုရှင်းထုတ်ထားနိုင်ရမယ်ပေါ့ဒါဆိုလို့ရှိရင်တရားဘာဝနာလုပ်ငန်းလုပ်ကြတဲ့နေရာမှာအများကြီးလွတ်လပ်မှုပေါ်ပါမှုရှိမယ်ပေါ့ငကိုယ်တော့မှဘာတွေပဲဖြစ်ခဲ့နောက်မှဘာတွေပဲမျောမှန်းထားအခုလောလောဆယ်မှာတော့အဲ့ဒါတွေကိုမေ့ပြောက်ထားစေခြင်းနဲ့ပေါ့နော်ဘုရင်တို့ထိုင်းဘက်မှာရဟန္တာလို့နာမည်ကြီးတဲ့ဆရာတော်ကြီးတစ်ပါးဟောပြောတာလေးတစ်ခုကိုဘုရင်ကအမှတ်ရတယ်ဆိုရကမ္မထံတရားနီးပေးပြီဆိုရင်ပထမဦးဆုံးသူကအဲ့ဒါကိုအတိတ်နဲ့အနာဂတ်ကိုအရင်ရှင်းထုတ်ခိုင်းတယ်ဖြစ်ပေါ်ခဲ့တဲ့အနေအထားတွေကိုယ့်ရဲ့သမိုင်းကြောင်းတွေကိုဘာမှစဉ်းစားမနေနဲ့တဲ့တရားအထုတ်နေတဲ့အချိန်မှာကိုဟာသမိုင်းကြောင်းမရှိတဲ့လူတစ်ယောက်လိုနေရမယ်ဟုတ်လားငါဘာတွေဖြစ်ခဲ့တယ်ငါကဘယ်သူဘယ်မှာမွေးဖွားခဲ့တာအခုအသက်ကဘယ်လောက်ရှိပြီအဲ့ဒါတွေထားလိုက်ပါတော့တဲ့အတိတ်ဆိုတာကြီးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာဘာလေးလံမှုမှမရှိသေးခြင်းမှုပေါ့သူပြောတဲ့စကားလေးကိုအရင်ကသဘောကျတာကသမိုင်းကြောင်းမရှိတဲ့လူတဲ့ဟုတ်လားသမိုင်းကြောင်းမရှိတဲ့လူတဲ့အဲ့ဒီလိုမျိုးအတိတ်ကာလကအနေအထားတွေကိုကိုယ့်အတွက်ဒါဝန်ထုံးဘိုးကြီးတစ်ခုမျိုးမဖြစ်အောင်နော်အတိတ်ကာလကဖြစ်ခဲ့တဲ့အနေအထားတွေကကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်တကယ်တော့အဲ့ဒါတွေကဘာမှရှိတော့တာမဟုတ်မရှိတော့တာကြီးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာဘာမှလေးလံပြီးတော့မနေသင့်ဘူးပေါ့ဟုတ်လားနောက်အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲညှို့မှန်းနေဆိုတာမှန်မှန်ကန်ကန်တိတိကျကျသိရဖို့အတွက်အလွန်တရာမှဝေဝါးတယ်တဲ့ဆိုကြီးကနော်အနာဂတ်ဆိုတာလည်းပဲဘာမှမသိကြဘူးပေါ့ဟုတ်လားခုလောလောဆယ်ဖြစ်ပေါ်နေတဲ့အနေအထားလေးကိုအမှန်တိုင်းသိအောင်ကြိုးစားရင်းဖြင့်မိမိတို့နားလည်ဖို့ကြိုးစားအထောက်နေတဲ့ဒီခန္ဓာဒီသဘာဝရဲ့သဘောအမှန်ကိုသိအောင်မြင်အောင်ကြိုးစားရမယ်လို့ဒီလိုပြောတာတော့ဦးဇင်းတို့ဒေသနာတော်တွေထဲမှာဒီအတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလသုံးတန်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘယ်လိုများဟောကြားထားတော်မူခဲ့တာတွေရှိသလဲဆိုတာလေးကိုလက်လန်းမိသလောက်ဒီကနေ့ပြောကြည့်မယ်နာယူကြည်ညိုကြည့်ရမယ်ပေါ့ဟုတ်လားဦးဇင်းတို့အတိတ်အနာဂတ်ပြစ္ဆုတ်ပံနဲ့ပတ်သက်ပြီးတော့အလွန်ထင်ရှားတဲ့ဟောပြောချက်တစ်ခုကတော့ဗတ္တိကရတ္တသုတ်တံဆိုတာပဲကောင်းသောညဆိုပြီးတော့ဦးဇင်းတို့ခေါင်းစဉ်လေးပေးပြီးတော့တရားတစ်ပုဒ်ဟောဘူးတဲ့တချို့နာဖို့ကောင်းနာဖို့ပါလိမ့်မယ်ဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကဘယ်လိုဟောထားတော့အတိတံနာနွာဂမေယနပတိကင်ခေအနာဂတယရတိတံဗဟိနန္တအပတ္တင်္စအနာဂတယဟန်တို့တဲ့အတိတ်ကိုအစင်မလိုက်နဲ့တဲ့အနာဂတ်ကိုလည်းပဲအစင်မလိုက်နဲ့အတိတံနာနွာဂမေယနပတိကင်ခေအနာဂတအနာဂတ်ကိုလည်းပဲမျှော်မှန်းမနေနဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့ယရတိတံဗဟိနန္တအတိတ်ဆိုတာကုန်ခဲ့ပြီကြောက်ခဲ့ပြီမရှိတော့ဘူးတဲ့ဖြစ်ခဲ့တာတွေကအလွန်ဝေးကွာတဲ့အနေအထားတွေကိုမဆိုထားနဲ့စောစောကခုတင်လေးကဖြစ်ခဲ့တဲ့အနေအထားတွေကိုပဲတကယ်တမ်းကမရှိတော့ဘူးဟုတ်လားအတိတ်ကိုအလောက်ထိပါလို့တာနိုင်ဖို့လို့ရှင်းထုတ်ထားနိုင်ဖို့လို့တယ်အတိတ်ရလွှမ်းမိုးမှုအောက်မှာကိုဟာမရှိရဘူးလို့အကျဉ်းမြင်နားလည်ရမယ်နော်အတိတ်ကိုအစင်မလိုက်ရဘူးတဲ့အနာဂတ်ကိုမမျှော်မှန်းရအကြောင်းပြချက်ကဘာလဲတော့အတိတ်ဆိုတာမရှိတော့ဘူးတဲ့အပတ္တင်္စအနာဂတအနာဂတ်ဆိုတာကတော့ရောက်မလာသေးဘူးတဲ့ရောက်မလာသေးလို့တကယ်မရှိသေးဘူးဟောဟုတ်လားဒါနဲ့ရင်ဘယ်လိုနေရမှာတော့ဆိုတော့ပိဿုပန္နင်္စယောဓမ္မတတဝိပတ္တိအခုလောလောဆယ်ဖြစ်နေတဲ့သဘာဝတရားကိုအထူးသိပြီးတော့နေလိုက်ပါတဲ့ဒါကဒီသုတ်တန်ရဲ့အဓိကအသက်လို့ဆိုရမယ်ပေါ့နော်ပိဿုပန္နင်္စယောဓမ္မတတဝိပတ္တိခုလောလောဆယ်ဖြစ်နေတဲ့ယုတ်တဏ္ဍသဘာဝတရား
ဒီလောလောဆယ်ဖြစ်နေတဲ့ဒီသဘာဝတရားရဲ့အပေါ်မှာပဲအထုသိပြီးတော့နေရမယ်တဲ့အဲ့ဒါဆိုလို့ရှိရင်အတ္တံဟိတံအတ္တင်ကုပ္ပံတံဝိရောမနုပြုဟိအတ္တံဟိတံအတ္တင်ကုပ္ပံဒီတွေ့ကြုံနေရတဲ့အာယုန်တွေကကိုယ့်ကိုလောဘဖြစ်အောင်လည်းပဲသွေးဆောင်နိုင်မှာမဟုတ်ဘူးတဲ့ဒေါသဖြစ်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုပျက်စီးသွားအောင်ဖျက်ဆီးနိုင်မှာလည်းမဟုတ်ဘူးတဲ့အဲ့ဒီလိုနည်းနဲ့မြင့်မြင့်မြတ်မြတ်နေရမယ်ငြိမ်းငြိမ်းအေးအေးနေရမယ်လို့ပြောတာအလုံးပြည့်စုံပါလေပြစ္ဆုတ်ပံဖြစ်နေတဲ့တရားဟောတာတကယ်လို့တရားဓမ္မတို့ဦးဇင်းတို့တွေရဲ့အမှန်တိုင်းတိနေမယ်ဆိုလို့ရှိရင်အဲ့ဒီပြစ္ဆုတ်ပံဖြစ်နေတဲ့ဒီတိနေတဲ့အာယုံကကိုယ်ကတကယ်တိနေမယ်ဆိုလို့ရှိရင်ကိုယ်အတိပါမယ်ဆိုလို့ရှိရင်တတိပါမယ်ဆိုလို့ရှိရင်ဒီအာယုံကကိုယ့်ကိုလောဘဖြစ်သွားအောင်လည်းပဲမဖြားရောက်နိုင်ဘူးတဲ့ဒေါသဖြစ်သွားအောင်လည်းမဖြစ်စည်းနိုင်ဘူးတဲ့ဒီအသုံးလုံးလေးကအလွန်မှသဘောကျတဲ့အကောင်းအာယုံတစ်ခုကိုတွေ့လိုက်ရလို့မြင်လိုက်ရလို့သို့မဟုတ်ကြားလိုက်ရလို့အနံ့ရလို့ရတာစားတော့ရလို့အတွေ့အထိရလို့သို့မဟုတ်အတွေ့အကြံတွေတွေ့ကြံမိလို့ကိုယ့်ရဲ့စိတ်ထဲမှာလူချင်းမဲ့မှုလောဘဖြစ်သွားပြီဆိုရင်အဲ့ဒီအာယုံကကိုယ့်ကိုလောဘဖြစ်အောင်သူကမလုပ်သွားတာတော့သွေးဆောင်သွားတာဖြားယောင်းသွားတာအာယုံကကိုယ့်ကိုလောဘဖြစ်အောင်သွေးဆောင်ဖြားယောင်းသွားတယ်လို့သုံးတယ်နော်တွေ့ရတဲ့အာယုံနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမကြည်နိုင်မချမ်းတိုင်းနော်စိတ်တိုင်းမကြဖြစ်ပြီးတော့ဒေါသတွေဖြစ်မယ်ဆိုရင်တော့အဲ့ဒီအာယုံကကိုယ့်ရဲ့စိတ်ကိုဖျက်ဆီးသွားတယ်လို့ဒီလိုသုံးတယ်လောဘဖြစ်ရင်စိတ်ကအဖြားယောင်းခံရတာဆိုတဲ့အဓိပ္ပာယ်ဒေါသဖြစ်ပြီဆိုရင်တော့ဖျက်ဆီးခံရတာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒါတကယ်လို့ကိုယ်ကပြစ္ဆုတ်ပံမှာဖြစ်ပေါ်နေတဲ့သဘာဝတရားကိုအထူးသိပြီးတော့တတိလေးထားပြီးတော့နေနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒီလိုအာယုန်တွေရဲ့သွေးဆောင်ဖြားယောင်းတာကိုလည်းမခံရဘူးအာယုန်တွေရဲ့ဖြစ်စည်းတာကိုလည်းမခံရဘူးအဲ့ဒီလိုနေနဲ့တံဝေကမနုပြုဟေဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဆိုတာကြိမ်ဖန်များစွာအဲ့ဒီလိုမျိုးဖြစ်အောင်အထုတ်ပြီးတော့နေရမယ်လို့ပြောတာဟုတ်လားအတိတ်ကိုအစဉ်မလိုက်နဲ့အနာဂတ်ကိုမညှို့မှန်းနဲ့အတိတ်ဆိုတာမရှိတော့ဘူးအနာဂတ်ဆိုတာမရောက်သေးဘူးဒါကြောင့်ပြစ္ဆုတ်ပံဖြစ်နေတဲ့သဘာဝတရားကိုပဲအထုသိပြီးတော့နေရမယ်တတိထားပြီးတော့နေရမယ်ရှုမှတ်ပြီးတော့နေရမယ်အဲ့ဒါဆိုလို့ရှိရင်ကိုသိနေတဲ့ကိုတတိထားနေတဲ့အာယုံကကိုယ့်ကိုလောဘဖြစ်အောင်လည်းမဖြားယောင်းနိုင်ဘူးဒေါသဖြစ်အောင်လည်းပဲမဖြစ်စည်းနိုင်အဲ့ဒီလိုနေနဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုတာမြင့်မြတ်တတ်တတ်ရှင်းရှင်းစင်စင်ကြဲကြဲကျင့်သုံးပြီးတော့နေရမယ်လို့အဲ့လိုမျိုးဆိုဘုရားမိန့်ရှိတယ်။ဘုရားတို့အဲ့ဒါတတိယဂါထာအရဘာဆက်ပြောပြန်တော့အဲ့ဒီသုတ္တမှာဣဇေဝကိစ္စမာတ္တဗံကောဇင်ညာမရဏံတုဝေနာဟိနောသင်္ကရံတေနမဟာသေနေနမေစုနာတဲ့ဒီဂါထာလေးကတော့ပေတရုအလုံးရဝပြီးသားဖြစ်မဲ့ထင်ပါတယ်။ဒီနေ့လုံးเสียရှိတဲ့အလုပ်ကိုဒီနေ့ပဲလုပ်လိုက်ပါမနေ့ပြန်မှာနေရမယ်သေရမယ်ဆိုတာဘယ်သူမှကံတေကံမှာမပြောနိုင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ညာစွာသောသစ်တည်ရှိတဲ့သေခြင်းတရားနဲ့ကိုယ်ဟာအချင်းအချက်ပြုထားတာမရှိလို့ပဲလို့ဒီမြင့်မြတ်တဲ့လုပ်ငန်းကိုအရေးတကြီးလုပ်တဲ့နေဆိုတာကိုပုံပေါ်မြတ်စွာဘုရားကမိန့်ရှိတာဟုတ်လားအဲ့ဒီလိုမျိုးသေခြင်းတရားကိုနိနိကကသိမြင်ပြီးတော့ရရှိနေတဲ့အခွင့်အရေးကိုအမျက်ဆုံးနေနည်းလေးနဲ့နေပြီးတော့သုံးချမယ်ဆိုလို့ရှိရင်ဒီလိုကြိုးစားအားထုတ်နေတဲ့ပုဂ္ဂိုလ်ကိုကောင်းသောညရှိတဲ့ပုဂ္ဂိုလ်ဘဝမှာကောင်းသောနေခြင်းဖြင့်နေတဲ့ပုဂ္ဂိုလ်လို့မြတ်စွာဘုရားကအဲ့လိုချီးမွမ်းတာအဲ့ဒါကဦးဇင်းတို့ဗတ္တေခရတ္တသုတ်တံရဲ့အနှစ်ချုပ်ကလေးပေါ့နော်ဒါကြောင့်ဖြစ်ခဲ့ပြီးသားအတိတ်ကာလကကိုယ့်ကိုလောဘဒေါသမောဟတွေဖြစ်အောင်မလုပ်စေသင့်ဘူးပေါ့အဲ့လိုမလုပ်အောင်ကိုယ်ဘယ်လိုလုပ်မလို့အတိတ်ရဲ့လွှမ်းမိုးမှုမခံရအောင်ကိုယ်ဘယ်လိုလုပ်မလို့အနာဂတ်ရဲ့လွှမ်းမိုးမှုကိုမခံရအောင်ကိုယ်ဘယ်လိုလုပ်မလို့အကောင်းဆုံးကပြစ္ဆုတ်ပံဖြစ်နေတာကိုသိနေတဲ့အလေးအကျင့်ကိုပဲကြိုးစားရရမှာပြစ္ဆုတ်ပံမှာဖြစ်နေတာကိုသိနေမယ်ဆိုရင်ဒီကာလကဖြစ်ခဲ့တဲ့အနေအထားတွေကိုကိုယ်မှကြံစည်စဉ်းစားတယ်ဆိုတာရှိမလားမရှိဘူးအနာဂတ်ကာလနဲ့ပတ်သက်ပြီးတော့ကြံစည်စဉ်းစားတာကိုရှိမလားမရှိဘူးဟုတ်လားအဲ့တော့ကိုယ်တကယ်နေရမှာကဘလို့နေရမှာလို့မေးရင်ပြစ္ဆုတ်ပံမှာဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းသိပြီးတော့နေရမှာဟုတ်လားကိုယ်ဝင်လေထွက်လေကိုကြိုးစားပြီးတော့ဒီတိုင်းသတိထားပြီးတော့နေတဲ့လုပ်ငန်းစဉ်မိခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဖြစ်တိုင်းသိနေအောင်ကြိုးစားနေတဲ့လုပ်ငန်းစဉ်တော့ဒီလုပ်ငန်းစဉ်ကိုအထုတ်နေရတယ်ဆိုတာကိုမြတ်စွာဘုရားပြောပြတဲ့ပ
ရိကဓာတတုတ်တံမှာလာတဲ့နိနာနိတ္တယနဲ့အညီနေထိုင်တယ်လို့ဒီလိုဆိုနိုင်ဘူးလားဆိုနိုင်တယ်ဥစဉ်ဆက်ပြီးတော့ဒီအတိတ်နာကပြစ္ဆုတ်ပံကာလသုံးတန်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒါဒုတိယပြောချင်တာကဘာလဲဆိုတော့ဥစဉ်တို့ဓမ္မပဒပါဠိတော်မှာလာရှိတဲ့ဂါထာလေးတစ်ပုဒ်ယံပုဗ္ဗေတံဝိသောတိဟိပစ္ဆတိမာဟုကိဉ္စနံမေဇေစေနောဂဟိတတိဥပတံနောစရိတတိတဲ့ဒီဘေကဘာပြောတော့ယံပုဗ္ဗေတံဝိသောတိဟိရှေးကဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ကိလေသာတရားတွေဖြစ်မဲ့ဆိုရင်အဲ့ဒီကိလေသာတရားတွေကိုမဖြစ်အောင်ရှေးတုန်းကဖြစ်ခဲ့တာတွေနဲ့ရှေးကဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာနော်သုတ်တင်ပြလိုက်ပါ6တွေ့သွားပါစေကိလေသာတရားတွေကို6တွေ့သွားပါစေနော်ရှေးတုန်းကဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာမဲ့ကိလေသာတရားတွေကို6တွေ့သွားပါစေတဲ့ဆိုလိုတာကအတိတ်ကာလနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာလောဘဒေါသမောဟမဖြစ်စေရဘူးလို့ဆိုလိုတာပဲဟုတ်လားပစ္ဆာတိမာဟုကိဉ္စနံတဲ့ပစ္ဆာနောက်ကာလ၌ဖြစ်ပေါ်လက်တံဖြစ်တဲ့ဒီအနာဂတ်ကာလနဲ့ပတ်သက်ပြီးတော့လည်းပဲမာဟုကိဉ္စနံအစိုးရင်ကြောင့်ကြမှုတွေမဖြစ်ပါစေနဲ့တဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲဘာစိုးရင်မှုမှမရှိပါစေနဲ့တဲ့မေဇေစင်တော်ဂဟိတတိမေဇေအလေ၌နောစေဂဟိတတိအကယ်၍စွဲမယူဘူးဆိုလို့ရှိရင်အလေဆိုတာအခုလောလောဆယ်ပြစ္ဆုတ်မှန်ဖြစ်နေတာကိုပြောတာနော်ရှေးဆိုတာကအတိတ်ကိုပြောတာနောက်ဆိုတာကအနာဂတ်ကိုပြောတာအလေဆိုတာကအခုလောလောဆယ်ဖြစ်နေတာကိုပြောတာလောလောဆယ်ဖြစ်နေတာကိုလည်းပဲဘာလဲတော့မစွဲယူရဘူးတဲ့စွဲယူတယ်ဆိုတာဒီဖြစ်နေတဲ့တရားကိုငါလို့ထင်တာငါဥစ္စာလို့ထင်တာအဲ့ဒါကိုစွဲယူတယ်လို့ပြောတယ်နော်ဒီသဘာဝတရားကိုသဘာဝတရားမျှပဲလို့သိနေလို့ရှိရင်ငါလို့စွဲယူတဲ့သဘောငါဥစ္စာလို့စွဲယူတဲ့သဘောအဲ့ဒီအချိန်မှာမရှိဘူးပေါ့ဟုတ်လားအဲ့ဒီလိုမျိုးငါလို့ထင်တဲ့အစွဲငါဥစ္စာလို့ထင်တဲ့အစွဲမဖြစ်အောင်ကြိုးစားရမယ်ဆိုတာကိုပဲမြတ်စွာဘုရားကပစ္ဆာတိမာဟုကိဉ္စနံနော်မေဇေစေနောဂဟိတတိလောလောဆယ်ဖြစ်နေတဲ့အရာတွေရဲ့ပုံမှာလည်းပဲမစွဲယူပါနဲ့တဲ့အဲ့ဒါလို့ဆိုရင်ဥပတံနောစရိတတိနေဟာငြိမ်းငြိမ်းချမ်းချမ်းသွားရလိမ့်မယ်တဲ့ငြိမ်းချမ်းသွားလိမ့်မယ်အေးချမ်းသွားလိမ့်မယ်လို့ဒီလိုပြောတာနောက်အတိတ်ကာလနဲ့ပတ်သက်ပြီးတော့လည်းပဲပါကိလေသာမှမဖြစ်အောင်တုတ်တင်နိုင်မယ်ဆိုရင်အနာဂတ်ကာလနဲ့ပတ်သက်ပြီးတော့လည်းပဲဘာအကျိုးဆိုရင်ကြောင်းကြမှုမှမရှိဘူးဆိုရင်လောလောဆယ်ဖြစ်နေတာရဲ့အပေါ်မှာငါဥစ္စာလို့စွဲယူတာလည်းမရှိဘူးဆိုရင်သင်ဟာငြိမ်းချမ်းသွားလိမ့်မယ်လို့ဒီလိုပြောတာဒီကထာလေးကိုမြတ်စွာဘုရားဘာလို့ဟောတာလို့ဒီကထာလေးဟောရခြင်းအကြောင်းကပိဋကဘောင်သူတော်ကောင်းတို့အလုံးကြာဝနာပါရှိထားကြပြီးသားပါမြတ်စွာဘုရားလက်ထက်ကတန်တတိအမတ်ကြီးဆိုတာကိုအကြောင်းပြုပြီးတော့ဒီကထာလေးကိုမြတ်စွာဘုရားဟောတာတန်တတိအမတ်ကြီးဆိုတာကကောသလမင်းကြီးရဲ့နော်အမတ်ကြီးဆိုလဲဟုတ်စစ်သူကြီးဆိုလဲဟုတ်တဲ့ပုဂ္ဂိုလ်အဲ့ဒါဒီနေ့တော့တိုင်းစွန်ပြည်နာမှာတကြတောင်းကျမ်းနဲ့တကုံရံကိုနှိမ်နှင်းနိုင်လို့ဆိုပြီးတော့ကောသလမင်းကြီးကအဲ့ဒီတန်တတိအမတ်ကြီးကိုအလွန်ကြီးကျယ်တဲ့နော်ဒီနန်စီတွေနဲ့တူတဲ့စီတွေမျိုးကိုပေးပြီးတော့လွန်လှပတဲ့ကားကြီးတွေမှာလေးတယောက်ကိုပါပေးတယ်လို့ဆိုအဲ့ဒါဒီကားကြီးတွေမှာလေးက9ရက်တိတိဒီတန်တတိအမတ်ကြီးကိုကပြဖြောပြရတယ်ပေါ့အဲ့ဒါကားကြီးတွေမှာလေးကသူ့ရဲ့ခန္ဓာကိုလှပတင့်တယ်ရေးအတွက်ဆိုပြီးတော့အစာအာဟာရကို9ရက်တိတိသူလျှော့ပြီးတော့စားတာစောတော်တွေကလည်းပဲလျှော့ပြီးတော့စားတဟန်တူးတယ်ဒါကြောင့်မို့လို့9ရက်မြောက်တဲ့နေ့မှာအဲ့ဒီတန်တတိအမတ်ကြီးကိုကပြဖြောပြအတုံးတော်ခံရင်းနဲ့နော်အစာအာဟာရမညီမညွတ်မမျှမတဖြစ်ပြီးတော့နော်လေတင်တုံးဆိုတာထပ်ပြီးတော့အဲ့ဒါရုပ်တရက်ဆုံးရှာတယ်အဲ့ဒီကာကြီးတွေမှာလေးအဲ့ဒီကာကြီးတွေမှာလေးဆုံးသွားတော့အမတ်ကြီးကဘလို့မှထောက်တည်ရမရစိုးရိမ်မှုတောကရနှိမ့်ဆက်တာကိုသူအလိုလဲခံရတယ်အဲ့ဒါနဲ့သူကနော်မြတ်စွာဘုရားရဲ့တန်တော်ဘာကိုသွားမယ်ငါရဲ့စိုးရိမ်မှုတောကကိုမြတ်စွာဘုရားကလွဲလို့အယူကမှနော်ကုစားပေးနိုင်မှာမဟုတ်ဘူးလို့သူအမှန်တိုင်းသိတဲ့အတွက်ကြောင့်အဲ့ဒါဥယျာဉ်ထဲမှာပျော်ပါနေရတန်းတန်းနဲ့ပဲအဲ့ဒီမင်းမြောက်တစားသူအမတ်ကြီးရဲ့အဝတ်စားနဲ့ပေါ့လေအဲ့ဒါနဲ့ပဲမြတ်စွာဘုရားဒီကိုရောက်သွားတာအဲ့ဒီညနေမတိုင်ခင်တော့ကမနက်ခင်းတော့ကလည်းပဲနော်သူကဥယျာဉ်ကိုအသွားမှာမြတ်စွာဘုရားဆုံးခံကြွလာတာကိုတွေ့ရတော့နော်ဆင်စည်းပြီးတော့သွားရင်းနဲ့အဲ့ဒါစင်မောကနေပြီးတော့မြတ်စွာဘုရားကိုမြင်တော့ခေါင်းကလေးညှိမ့်ပြီးတော့မြတ်စွာဘုရားကိုအယုတ်သိပ်ပေးတယ်တဲ့
အဲ့ဒါကိုမြင်တော့မြတ်စွာဘုရားကပြုံးတော်မူတယ်အဲ့ဒီမှာရှင်အနန္ဒာကဘာကြောင့်ပြုံးတော်လို့မြတ်စွာဘုရားကိုမေးတော့မြတ်စွာဘုရားကအနန္ဒာဟောဒီတန်တိအမတ်ကြီးဟာညနေခင်းအခါကာလမှာအခုလိုပဲအဝိဇ္ဇာတစားဆင်ရင်တင့်တယ်ဆိုတာဆင်ရင်ထားရင်းနဲ့ငါးဒီကိုရောက်လာပြီးတော့ဂါထာတစ်ပုဒ်ကိုနာယူပြီးတဲ့အဆုံးမှာအသောကုန်ခရဟန္တာဖြစ်လို့ဒီနေ့မှာပဲပြိဋိဘံစမ်းလိုက်မယ်လို့မြတ်စွာဘုရားကအတိအကျနော်ဗျာဒိစကားသဘောမျိုးမိန့်ရှိတာအဲ့ဒီစကားကနောက်တိုင်းပြည်ထဲမှာတယောက်စကားတယောက်နာပြန့်ကားပြီးတော့မြတ်စွာဘုရားရဲ့ပုံမှာယုံကြည်မှုကြည်ညိုမှုမရှိကြတဲ့မိစ္ဆာဒိဋ္ဌိအတိုင်းအဝိုင်းတွေကတော့ကြည်စံယဟန်ဂေါတမဟာစကားပြောတာကိုရှားပြားလေးနဲ့ပြောတယ်ပြီးရောပြောလိုက်တယ်လက်လွတ်စပဲပြောတယ်ဘယ်နဲ့အခုပဲတောက်စားမူးယူနေတဲ့လူကညနေခင်းမှာယဟန္တာဖြစ်ပြီးပြိဋိဘံစမ်းလိုက်မယ်ဆိုတာမဖြစ်နိုင်တာကြီးဒီနေ့တော့ယဟန်ဂေါတမကိုမှုတာဝါဒနဲ့ဆွဆွဲကြရမယ်ဟောသူတို့ကဒီလိုစဉ်းစားတယ်အဲ့ဒီလိုမြတ်စွာဘုရားရဲ့ပျက်စီးမှုကိုမြင်လို့တဲ့အတွက်ကြောင့်ညနေခင်းကိုသူတို့စောင့်နေပေါ့တမာဒိဋ္ဌိအယူရှိကြတဲ့မြတ်စွာဘုရားရဲ့ပုံမှာယုံကြည်ကြတဲ့ကြည်ညိုကြတဲ့စိတ်ချကြတဲ့ပုဂ္ဂိုလ်တွေကတော့ဟောတို့ဒီကနေ့မြတ်စွာဘုရားရဲ့အသေးတော်ကိုလည်းပူမြော်ရမယ်တန်တိအမတ်ကြီးရဲ့အသေးတော်ကိုလည်းပူမြော်ရလိမ့်မယ်လို့သူတို့ကတော့အကောင်းဆုံးမျှော်လင့်ခြင်းနဲ့ညနေခင်းကိုစောင့်နေပေါ့အဲ့ဒီလိုနဲ့ဦးဇင်းတို့ညနေခင်းရောက်တော့စောစောကပြောသလိုတန်တိအမတ်ကြီးမြတ်စွာဘုရားဒီကိုတောကပဋိဒေဝများစွာနဲ့ရောက်လာဒီတော့မှမြတ်စွာဘုရားကစောစောကဘုန်းဘုန်းတို့ရှင်းပြတဲ့ဂါထာလေးကိုဟောပြတယ်ရှံပုဗ္ဗေတံဝိသောတေဟိပစ္ဆာတိမာဟုကိဉ္စနာမေဇေရှင်သောဂဟိတတိဥပဒံသောစရိတတိတဲ့တခါကြီးဒီကားကြီးတွေမှာလေးကိုအကြောင်းပြုပြီးတော့ငိုကြွေးကြရတဲ့မျက်ရည်တွေဟာအဆုထားလို့ရာသကောင်းဆိုရင်သမုဒ္ဒရာ၄ဆင်းမှာရှိတဲ့ရည်တဲ့တောင်များလိမ့်မယ်တဲ့ဒါကြောင့်ဒီလိုမျိုးဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာဘာလေးလံမှုပူလောင်မှုမှမဖြစ်စေသင့်ဘူးအဲ့ဒီလိုမျိုးမြတ်စွာဘုရားအမိန့်ရှိပြီးတော့ဒီကာထာလေးကိုဟောတာရှိခဲ့တာရှေးတုန်းကဖြစ်ခဲ့တာတွေနဲ့နော်ရှေးတုန်းကဆိုတာအလွန်ဝေးကွာတဲ့ရှေးကိုကြီးရည်ညွှန်းတာမဟုတ်ဘူးနော်စောစောကဖြစ်ခဲ့တဲ့ခုတင်လေးဖြစ်ခဲ့တာကိုပဲဘာဖြစ်သွားပြီလို့ရှေးဖြစ်သွားပြီဟုတ်လားအဲ့ဒီရှေးကာလဖြစ်ခဲ့တဲ့အနေအထားတွေနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာလောဘဒေါသမောဟမဖြစ်အောင်ကိုယ့်ရဲ့စိတ်ကိုကောင်းကောင်းသုတ်သင်နိုင်ရမယ်ပစ္ဆာတိမာဟုကိဉ္စနံနောက်မှဖြစ်မဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲဘာဆိုရင်ကြောင်းကြမှုမှမရှိအောင်ကြိုးစားရမယ်မေဇေရှင်သောဂဟိတတိအခုလုံးလုံးတဲ့ဖြစ်နေတဲ့အလေလို့ဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့လည်းပဲဒါဟာငါပဲဒါဟာငါဥစ္စာပဲလို့စွဲယူမှုမရှိဘူးဆိုလို့ရှိရင်ဥပဒံသောစရိတတိသင်ဟာငြိမ်းအေးသွားလိမ့်မယ်လို့နော်ပူလောင်နေတဲ့အမတ်ကြီးကိုငြိမ်းအေးကြောင်းတရားအဲ့ဒီမှာဟောတာနော်ဥပဒံသောစရိတတိဆိုတာအလုံးမမြတ်တဲ့စကားလုံးလေးပဲနော်ဥပဒံသောစရိတတိငြိမ်းအေးသွားလိမ့်မယ်ဒီတော့ငြိမ်းအေးသွားခြင်းတဲ့ပုဂ္ဂိုလ်တွေဒီနေနီးထိုင်နီးလေးကိုနော်ကောင်းကောင်းနားလေအောင်လေ့လာပြီးတော့ဒီနီးနာနေတရားနဲ့အညီနေနိုင်မယ်ဆိုလို့ရှိရင်ငြိမ်းအေးပြီးတော့မသွားနိုင်ဘူးလားသွားနိုင်တယ်တော့ငြိမ်းအေးသွားတဲ့နီးကဘယ်နီးတော့လို့မေးရင်နော်အတိတ်နဲ့အနာဂတ်ကိုကောင်းကောင်းရှင်းထုတ်နိုင်ရဟုတ်လားအတိတ်နဲ့ပတ်သက်ပြီးတော့ဝန်တော်ဘုရားမဖြစ်စေရအနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲဘာမှစိတ်ထဲမှာလေးလံနေတာမရှိသေးရခုလောလောဆယ်ဖြစ်နေတာကိုလည်းပဲအမှန်တိုင်းသိပြီးတော့အမှားယွင်းတဲ့သုံးသပ်မှုတွေနဲ့မသုံးသပ်ရဘူးအဲ့ဒါဆိုလို့ရှိရင်ငြိမ်းအေးတဲ့လူတယောက်မဖြစ်နိုင်ဘူးလားဖြစ်နိုင်နော်ဒါကဦးဇင်းတို့ဒေသနာဆိုတာကတော့အစဉ်စဉ်နားလည်လို့ရတာဒီမှာဥပဒနာစရိတ္တိဆိုတာကငြိမ်းအေးသွားလိမ့်မယ်ဆိုတာကယဟန္တာဖြစ်သည့်အထိရည်ညွှန်းပြီးတော့မြတ်စွာဘုရားဟောတာအဲ့ဒါတဏှတိအမတ်ကြီးကတော့တကယ်ကိုပဲငြိမ်းအေးသွားတာယဟန္တာဖြစ်သွားတာတော့ဒကာမတို့ဦးဇင်းတို့တွေကအဲ့လိုယဟန္တာဖြစ်သည့်အထိမငြိမ်းအေးသေးတောင်မှကိုယ်အတိုင်းတာလေးနဲ့ကိုနော်အတိတ်နဲ့ပတ်သက်ပြီးတော့နော်စိတ်ထဲမှာမရှိအောင်အနာဂတ်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမရှိအောင်ခုပိစုပ္ပန်မှာဖြစ်နေတဲ့သဘာဝတရားလေးရဲ့ပုံမှာပဲအမှန်သိပြီးတော့မှားယွင်းတဲ့ဆွဲလန်းမှုတွေမရှိအောင်နေနိုင်မယ်ဆိုရင်ကိုယ်လည်းပဲကိုယ်အတိုင်းတာလေးနဲ့ကိုယ်တော့မငြိမ်းချမ်းနိုင်ဘူးလားငြိမ်းချမ်းနိုင်တယ်ဟုတ်လားဒါကြောင့်ဒါလေးကိုလက်တွေ့ကြကြနားလည်ရမှာအစိမ်းနှလုံးပူပန်လာတယ်မငြိမ်မသက်ဖြစ်လာတယ်ဆိုရင်ဘာကြောင့်လို့စစ်ဆေးကြည့်ရင်ဘာကိုတွေးရမှာလဲနော်အတိတ်ကိုပြန်ပြီးတော့ဒီစိတ်ကျက်စားနေတာရှိမယ်နော်နာဂတ်ကိုလှမ်းပြီးတော့ညှော်မှန်းပြီးတော့ကျက်စားနေတာကိုမရှိနိုင်ဘူးလားအဲ့ဒီအတိတ်အနာဂတ်နဲ့ပတ်သက်ပြီးတော့ပဲစိတ်နှလုံးပူပန်ညှိုးနှောကြရတာတွေပဲဖြစ်နေတာဟုတ်ရဲ့လားဒါကြောင့်စိတ်နှလုံးပူပန်ညှိုးနှောမှုမရှိခြင်းဘူးကြည်လင်မှုတန်ရှင်းမှုအင်းငြိမ်းမှုနဲ့ချမ်းချမ်းသာသာနေခြင်းတယ်ဆိုလို့ရှိရင်နော်အတိတ်အနာဂတ်ကိုမလုပ်နိုင်ရမှာလို့နားလည်ပြီးတော့သူတို့ကိုရှင်းထုတ်နိုင်ရမယ်
အခုလောလောဆယ်ဖြစ်နေတာလေးကိုလည်းပဲဘာလို့ရမလို့အမှန်တိုင်းသိပြီးတော့နေရမယ်ခုတရားဘာဝနာအထုတ်တယ်ဆိုတာပြစ္ဆုတ်ပံမှာတဘာဝကြကြမှန်မှန်ကန်ကန်သိပြီးတော့နေတဲ့နည်းကိုကျွမ်းကျင်အောင်လေ့ကျင့်တာဟုတ်တယ်မဟုတ်လားအခုဖြစ်နေတာလေးရဲ့ပုံမှာစိတ်ကိုကောင်းကောင်းမွန်မွန်ထားတတ်အောင်မလုပ်တာတော့လေ့ကျင့်တာနော်အလေ့အကျင့်ရှိမှပိုင်ပိုင်နိုင်နိုင်နေတဲ့ထိုင်ထဲမှာဟုတ်လားဒါကြောင့်လေ့ကျင့်မှုကိုလျှော့လို့တော့မရဘူးဒါကဦးဇင်းတို့နော်တန်တိမကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောတဲ့ဂါထာအဲ့ဒီဂါထာလေးလည်းနားလဲပြီးတော့တန်တိမကြီးကအာသောကုံကယန္တာဖြစ်တယ်အဲ့ဒါယန္တာဖြစ်ပြီဆိုတော့သူကသူ့ရဲ့အာယုသင်္ခါရဘယ်လောက်ဆက်ပြီးတော့နေရအောင်မလဲလို့သူ့ရဲ့ဘဝလက်ကျန်အချိန်ကိုကြည့်တာအဲ့ဒါအာယုသင်္ခါရကကုန်နေပြီနော်ခဏနေရင်သူသေဆုံးရတော့မယ်နော်ပြိဋိဘံဆံရတော့မယ်အဲ့ဒါနဲ့မြတ်စွာဘုရားကိုသူခွန်တောင်းတယ်တပည့်တော်ပြိဋိဘံဆံဖို့ချိန်ရောက်ပါပြီဆိုတော့မြတ်စွာဘုရားကအေးအဲ့လိုဆိုလို့ရှိရင်သင်ရဲ့ကောင်းမှုတွေကိုလူတွေသိအောင်သင်ရှားပြပြီးတော့မှပြိဋိဘံဆံလို့မြတ်စွာဘုရားကနော်မိစ္ဆာဒိဋ္ဌိအယူဆမှားကြတဲ့ပုဂ္ဂိုလ်တွေရဲ့တန်တရားကိုလည်းပဲဖြည့်ရှင်းနိုင်ဖို့သမာဓိဋ္ဌိအယူရှိရတဲ့ပုဂ္ဂိုလ်တွေလည်းပဲအတက်ရှင်လန်းစေဖို့ဆိုပြီးတော့နော်မှန်မှန်ကန်ကန်ဖြစ်သွားအောင်တန်တိအမတ်ကြီးကိုအဲ့ဒါလိုမြတ်စွာဘုရားကအမိန့်ရှိတော့တန်တိအမတ်ကြီးကမြတ်စွာဘုရားကိုရှ िख ိုးဥချပြီးတော့သူကဘယ်တော့မှဘယ်လိုကောင်းမှုတွေကိုလုပ်ပြီးတော့ဒီလိုအကျိုးတူကိုရရှိတယ်ဆိုတာကိုမြတ်စွာဘုရားကိုရှောက်ပြီးတော့အဲ့ဒါဓာတ်9ဆင့်အမြင့်ရှိတဲ့ကောင်းငယ်မှာနော်ဒေဇောကတိုင်းဝင်စားပြီးတော့ပြိဋိဘံဆံတော့သူ့ရဲ့ခန္ဓာကိုယ်ဟာဒေဇောမီလောင်ကျွမ်းပြီးတော့တတ်တော်ကြတယ်အဲ့ဒီတတ်တော်တွေကိုမြတ်စွာဘုရားကတန်ရှင်းတဲ့အဝတ်ဖြူနဲ့ခံတယ်ရွှေအစင်းရှိတဲ့ပန်းကလေးတွေလိုတတ်တော်ဟာကြတယ်လို့ဒီလိုဆိုတယ်ဟုတ်လားအဲ့ဒီမှာပဲဦးဇင်းတို့သူကတစ်ချိန်လုံးကဘယ်လိုကုသိုလ်ကောင်းမှုကိုပြုခဲ့လို့နော်ဒီလိုလွယ်လွယ်ကူကူနဲ့တက္ကထာဟောတာကိုနာရယုံနဲ့ယဟန္တာဖြစ်တည်တည်ဉာဏ်ပညာကထက်မြက်ရတာတုံးဆိုတော့နော်တခုသောဘဝတုန်းကသူကနော်တိုင်းပြည်တစ်ခုမှာနော်မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့သူဖြစ်တုန်းကဘုရားတဆူပွင့်တယ်အဲ့ဒီဘုရားတဆူရဲ့နော်တရားဒေသနာတွေကိုနာယူကြဖို့လိုက်လံနှိုးဆော်တဲ့အလုပ်ဟာအလွန်မှမွန်မြတ်တယ်သူများကိုကောင်းအောင်တိုက်တွန်းနှိုးဆော်ရတာအလွန်မှမွန်မြတ်တယ်လို့သူကအဲ့ဒီအမြင်ရှိတဲ့အတွက်ကြောင့်ဒီပြင်လုံမလုံဖဲနဲ့အဲ့ဒါမနဲ့မလင်းငယ်ထပြီးတော့လူတွေကိုမမေ့မလျော့နေကြဖို့ဒါနကောင်းမှုသီလကောင်းမှုသမာဓိပညာဘာဝနာကောင်းမှုမှာကြိုးစားပြီးတော့ငွေ့လျော်ပြီးတော့နေကြဖို့မြတ်စွာဘုရားရဲ့အဆုံးအမသာသနာဆိုတာတွေ့ရခဲ့တယ်တွေ့တုံးကြုံတော့မှာကောင်းကောင်းအသုံးချလိုက်ဖို့ဒါကိုလူတွေမေ့နေတာကိုမမေ့အောင်ပို့ပြီးတော့လူတွေရဲ့တန်တာမှာကုသိုလ်ကောင်းမှုမှာအမှတ်ရလာအောင်သတိပေးတဲ့လုပ်ငန်းကိုသူအမြဲတမ်းတိုက်တွန်းနှိုးဆော်ပြီးတော့လုပ်တာဒါသူရဲ့စိတ်လည်းအလွန်မုံမြတ်တယ်လို့ပြောရမှာပေါ့နော်နောက်တော့အဲ့ဒါဘုရင်ကြီးကနော်သူဒီလိုတိုက်တွန်းနှိုးဆော်တဲ့အတန်ကိုကြားတော့သူ့ကိုခေါ်ပြီးတော့ဘလို့သွားတော့ချီချင်းပဲသွားပြီးတော့တိုက်တွန်းနှိုးဆော်တယ်ဆိုတော့သူ့ကိုမြင်းတစည်းကောင်းကောင်းပေးတယ်နောက်တော့ရှင်တစည်းပေးတယ်နောက်တော့ယထာတစည်းတောင်ပေးတယ်အဲ့ဒီလိုနဲ့သူကနှစ်ပေါင်း8000လောက်ကြာအောင်အဲ့ဒီလိုလူတွေကိုကုသိုလ်ကောင်းမှုကိုပြုလုပ်ဖို့အမှတ်ရဖို့အတွက်တိုက်တွန်းနှိုးဆော်တဲ့အလုပ်တရားဖြင့်နိဗ္ဗာန်ဆိုအလုပ်လို့ဆိုနိုင်တယ်ပေါ့နော်အဲ့ဒါကိုသူစူးစမ်းအထောက်ခဲ့ဒါကြောင့်မလို့သူကအခုလိုအမေညာပူညာရပြီးတော့အာသောကုံကယန္တာကြီးဖြစ်ရတယ်အဲ့ဒီမှာသူပြိဋိဘံဆံသွားပြီဓာတ်တော်တွေကြားတယ်ဆိုတော့နော်ယဟန်တော်တချို့ကလူဝကြီးနဲ့ယဟန်ဝတ္တာလည်းမဟုတ်ဘူးနော်လူရဲ့အဝိတ္တဇာတွေဆင်ရင်ရင်းနဲ့ကောင်းငင်မှာတေဇောမီလောင်ပြီးတော့ပြိဋိဘံဆံတာကိုကြည့်တော့တို့ဒါကိုဗြဟ္မဏလို့ပြောမလားတမဏလို့ပြောမလားဘလို့ပြောရမလဲအဲ့ဒီလိုမျိုးတွေးကြတာရှိတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကနော်အလင်္ကတောစေတိတာမန်တမန်စရိယတန်တော်တန်တော်နေရတော်ဗြဟ္မဇာတိသဗ္ဗဗုတေတုနိဒာယတန္တသောတမနောသောဗြဟ္မနောတဘိက္ခုဆိုတဲ့ဂါထာလေးကိုဟောတယ်အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့နော်အလင်္ကတောစေတိတမန်စရိယနော်လူဝလူသားတွေနဲ့အဝိဒ္ဒဇာဆင်းရဲပြီးတော့ထားတော်လည်းပဲညီမြစွာကျင့်မယ်ဆိုလို့ရှိရင်တဲ့ညီမြစွာကျင့်တယ်ဆိုတာအခုတရားကျင့်တာကိုပြောတာဟုတ်လားတမန်စရိယညီမြစွာကျင့်မယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကတန်တော်တန်တော်နိယတော်ဗြဟ္မစာရီနော်တန်တော်ငြင်းအေးလိမ့်မယ်တဲ့တန်တော်ယဉ်ကျေးလိမ့်မယ်တဲ့နော်နိယတော်နော်မလေးပါးဖြင့်မြဲတဲ့အနေထားကိုလည်းရောက်သွားနိုင်တယ်ခုတန်တိမကြီးကတော့နော်ငြင်းအေးလည်းငြင်းအေးသွားတယ်ယဉ်ကျေးလည်းယဉ်ကျေးသွားတယ်မလေးပါးဖြင့်မြဲတဲ့အဆင့်ကိုလည်းရောက်သွားတယ်ဗြဟ္မစာရီအဲ့လိုမြတ်သောအကျင့်ကိုကျင့်ပြီးတော့သဗ္ဗဗုတေတုအလုံးစုံသောတရားတွေရဲ့ပုံမှာဒန္တံနော်နှိမ့်ဆက်ခြင်းဆိုတဲ့ဒံကိုနိရာယချထားတယ်ဘယ်သူမှတော့ကိုနှုတ်တို့ဖြင့်နှိမ့်ဆက်တယ်ဆိုတာမရှိဟုတ်လားအဲ့လိုမျိုးညီညီမျှမျှကျင့်ကြတဲ့ပုဂ္ဂိုလ်ကို
သောတမနောသောပြမနောသဗ္ဗိက္ခုအဲ့ဒီလူဟာတမနာလည်းဖြစ်တယ်ကိလေသာကိုငြိမ်းအေးစေတဲ့ယဟန်ပေါ့နော်ပြမနာလည်းမကောင်းမှုကိုအမပြုတ်ထားတဲ့ပြမနာလည်းဖြစ်တယ်ဘိက္ခုယဟန်လည်းဖြစ်တယ်လို့မြတ်စွာဘုရားအဲ့လိုဟောတယ်ပြီးတော့အဓိကကပိဋကပေါင်းသူတော်ကောင်းတို့ညီညီမျှမျှကျင့်နိုင်ဖို့ကအဓိကဆိုတာမသိရဘူးလားသိရတယ်နော်ဒါကဦးဇင်းတို့တဏှတိမကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့ဂါထာတွေကိုဒီတဏှတိအမကြီးကိုအကြောင်းပြုပြီးတော့ဟောခဲ့တဲ့ဂါထာတွေကိုလေ့လာကြည့်တော့လည်းပဲအတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလ3 ဓာတ်နဲ့ပတ်သက်ပြီးတော့နေတဲ့ထိုင်တဲ့အောင်မြတ်စွာဘုရားအကောင်းဆုံးသင်ကြားပေးသွားတယ်ဆိုတာကိုမတွေ့ရဘူးလားတွေ့ရတယ်အဲ့တော့ဦးဇင်းတို့ပြောရတာနော်2 မျိုးတောင်ရှိသွားတယ်နော်ဗတ္တေကာရထသုဒ္ဓံရဲ့တဏှတိအမကြီးအကြောင်းရဲ့နောက်ထပ်တစ်ခုထပ်ပြီးတော့ပြောရင်နေတယ်နော်အဲ့ဒါလေးကလည်းပဲအတိတ်အနာဂတ်ကာလအတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလ3 ဓာတ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောခဲ့တာအဲ့ဒါကိုလည်းဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာပဲတွေ့ရတယ်မုံစပုရိမုံစပစ္စတော်မေဇေမုံစဘောတပါရကုတပ္ပထဝိမုဒ္ဓမာနတောနပုဏ္ဏဇာတိတရာဥပိဟိတိတဲ့ဂါထာလေးကတူတူလေးအဓိပ္ပာယ်ကဘာပြောတော့ပုရိရှေးတုန်းကဖြစ်ခဲ့တဲ့တဘာဝတရားတွေရဲ့ပုံမှာဖြစ်ပေါ်နေတဲ့တဏှာလောဘကိုမုံစဆွန့်လိုက်ပါပစ္စတော်နောက်မှာဖြစ်လက်တံဖြစ်တဲ့အနာဂတ်ကာလမှာဖြစ်လက်တံဖြစ်တဲ့ကန္နာရဲ့ပုံမှာလည်းပဲတွေ့တာမဲ့မောမဲ့လောဘကိုမုံစလွတ်လိုက်ပါမေဇေမုံစဘောတပါတယ်ကိုမေဇေအလေမှာဖြစ်နေတဲ့အခုလုံးလုံးစေဖြစ်နေတဲ့ခန္ဓာရဲ့ပုံမှာလည်းပဲနော်မုံစတွေ့တာနေတဲ့တဏှာလောဘကိုလွတ်လိုက်ပါတဲ့အဲ့လိုဆိုလို့ရှိရင်နော်သင်ဟာဘောတပါတယ်ကိုဘဝရဲ့ကံတစ်ဖက်ဆိုတဲ့နိဗ္ဗာန်ဆိုတာကိုရောက်ပြီးတော့တပ္ပတဝိမုဒ္ဓမာနတောနော်အလုံးစုံသောအရာတွေရဲ့ပုံမှာစွန့်လွတ်နိုင်တဲ့လွတ်မြောက်တဲ့စိတ်နဲ့နပုဏ္ဏဇာတိစရာဥပိဟိတိတဲ့နောက်ထပ်တစ်ဖန်နော်မွေးဖွားခြင်းဆိုတဲ့ဆင်းရဲလာတဲ့တန်တရားဇာတိတန်တရားကိုသင်ဟာမကရရတော့ဘူးတဲ့တပံဇာတိဖြစ်เสียအကြောင်းမရှိဘူးလို့ဒီကဒါလေးကလို့ပြောတာဒီကဒါလေးရဲ့အဓိပ္ပာယ်ကလည်းပဲနော်မှတ်သားစရာတော့ကောင်းမုံစပုရိမုံစပစ္စတော်မေဇေမုံစဘောတပါရကုနော်ရှေးတုန်းကဖြစ်ခဲ့တာကိုလည်းပဲလွတ်လိုက်ပါနော်လွတ်လိုက်ပါဆိုတာဘာပြောတာလဲဆွဲမဲ့မှုမရှိရဘူးလို့ပြောတာနော်မုံစပစ္စတော်နောက်မှဖြစ်မဲ့အရာရဲ့ပုံမှာလည်းလွတ်လိုက်ပါလွတ်လိုက်ပါဆိုတာလေးကလည်းတော်တော်သဘောကျတယ်ကောင်းဟုတ်လားမေဇေမုံစအလဲမှာဖြစ်နေတာကိုလည်းဘာလဲတော့လွတ်လိုက်ပါနော်ရှေးနောက်အလဲသုံးတာလေနော်ရှေးဆိုတာဘာပြောတာတော့အတိတ်ကိုပြောတာနော်နောက်ဆိုတာဘာပြောတာတော့အနာဂတ်ကိုပြောတာအလဲဆိုတာဘာပြောတာတော့အခုဖြစ်နေတာကိုပြောတာဟုတ်လားအဲ့ဒီကာလ3 ဓာတ်မှာဖြစ်ပေါ်နေတဲ့သဘာဝတရားနော်ဖြစ်ပေါ်ခဲ့တဲ့ဖြစ်ပေါ်အောင်မေဖြစ်ပေါ်နေတဲ့ဒီသဘာဝတရားတွေရဲ့ပုံမှာဘာလို့ရမှာတော့လွတ်လိုက်ပါတဲ့ဘာကိုလွတ်ခိုင်းတာတော့ဆိုတော့ဦးဇင်းတို့နော်အဲ့ဒီဂါထာလေးကိုဖွင့်ပြတဲ့အထကထာမှာပြောထားတာကနော်အာလေယတွေ့တာမှုကိုလွတ်ရမယ်နိကန္တိနော်နိကန္တိဆိုတာကန့်ညိတာနှစ်သက်တာအဲ့ဒါကိုလည်းလွတ်ရမယ်ဣဇောတာနာတဲ့ဣဇောတာနာဆိုတာကသက်ဝင်နေတာနော်သက်ဝင်နေတာဆိုတော့ရပါစို့အဖြစ်ကြတာတွေနဲ့ပတ်သက်ပြီးတော့တွေးနေတာကြံနေတာတွေမရှိဘူးလားရှိတော့စိတ်ပါလက်ပါတွေးနေတာတွေမရှိဘူးလားရှိတယ်နော်ဣဇောတာနာသက်ဝင်နေတာအဲ့ဒီကိစ္စအဲ့ဒါကိုဘာလို့ရမှာတော့လွတ်လိုက်ပါပတ္တနာလေပတ္တနာဆိုတာတောင်းတတာနော်အတိတ်တုန်းကဖြစ်ခဲ့တာအဲ့လိုဖြစ်ခဲ့ရင်ကောင်းမှာအနာဂတ်မှာဟိုလိုလေးဖြစ်ရင်ကောင်းမှာတောင်းတတာမရှိဘူးလားရှိတယ်အဲ့ဒါကိုဘာလို့ရမှာတော့လွတ်လိုက်ပါပရိယုဌာနာလေဟောပရိယုဌာနာဆိုတာထိုးဆွမ်းနော်စိတ်နှလုံးကိုပူပန်အောင်နော်ညားနဲ့လှမ်းနဲ့အချွန်းနဲ့ထိုးလိုမျိုးကိလေသာတရားကိုယ့်ရဲ့စိတ်ကိုထိုးဆွမ်းတာအဲ့ဒါကိုဘာပြောတာတော့ပရိယုဌာနာအဲ့ဒါကိုလည်းဘာလို့ရမှာတော့လွတ်လိုက်ပါတဲ့နော်ဂါဟဆိုတာကဖမ်းယူတာပိုက်ကွန်နဲ့ဘာနဲ့ပြစ်ဖမ်းလိုက်တယ်လို့မျိုးနော်မွေကဖားကိုမျိုးပြီးတော့ဖမ်းယူထားတယ်လို့မျိုးနော်မိချောင်းတွေကသူတို့ရဲ့အစာကိုဆွဲယူထားတယ်လို့မျိုးလောဘဒေါသမောဟကတရားတော်တို့ဥနေရဲ့စိတ်ကိုဖမ်းယူတာမရှိဘူးလားရှိတယ်အဲ့ဒါကိုဘာလို့ရမှာတော့စွန့်လိုက်ပါလွတ်လိုက်ပါတဲ့နောက်ပြီးတော့ဗာပြောတော့ပရမတ္တတဲ့မှားရွေးဆိုတာသုံးသပ်တယ်ဦးဇင်းတို့ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့မဖြစ်သေးတာနဲ့ပတ်သက်ပြီးတော့သုံးသပ်နေတာတွေရှိတယ်နော်ဖြစ်ခဲ့တာတွေကတကယ်တမ်းမရှိတော့ဘူးဟုတ်လားအဲ့ဒါကိုဘယ်လိုထင်တော့ငါလို့ထင်တယ်ငါဥစ္စာလို့ထင်တယ်တကယ်ရှိသေးတယ်ကြောင့်စိတ်ထဲမှာထင်တယ်အဲ့ဒီအထင်တွေနဲ့တွေးနေတာတွေမရှိဘူးလားရှိတယ်ဘယ်လိုနည်းနဲ့သုံးသပ်နေတာတော့မှားယွင်းဆိုတာသုံးသပ်နေတာနော်တဏှာဆိုတဲ့နှစ်သက်မှုဒါတွေကိုဒီမှာအဓိပ္ပာယ်ပွင့်ထားတယ်နော်လွတ်ရမယ်ဆိုတာအဲ့ဒါတွေကိုလွတ်ရမယ်လို့ပြောတာတဲ့မုံစပုရိ
နော်ရှေးတုန်းကဖြစ်ခဲ့တာကိုလွတ်ရမယ်ဆိုတာအတီတေတုခန္ဒီတုအတိတ်ကာလကဖြစ်ခဲ့တဲ့ဒီယုတ်တဏ္ဍသဘာဝတရားတွေရဲ့ပုံမှာအာလယနိကံနေဣဇောတနာပတ္တနာပရိယုဌာနာဂါဟံပရမတံတဏ္ဏမုံစားလို့အဲ့လိုလေးအဓိပ္ပာယ်ဖွင့်တယ်ဒါတလုံးချင်းဦးဇင်းရှင်းပြတယ်ဟုတ်လားအာလယဆိုတဲ့တွေ့တာမှုအာလယပြတ်သွားပြီအာလယမပြတ်သေးဘူးဆိုတော့အာလယကိုဗမာစကားလုံးအနေနဲ့သုံးနေတာမရှိဘူးလားနော်အာလယဆိုတာဘာပြောတာတော့တွေ့တာမှုကိုပြောတာနော်ဟုတ်လားပြီးတော့ဘာလို့နိကန္တိနှစ်သက်မှုဣဇောတာနာသက်ဝင်နေမှုပတ္တနာတောင့်တမှုပရိယုဌာနာထိုးဆွနေမှုဂါဟဖန်ယူခံရမှုပရမတ္တအမှားသုံးသက်မှုတဏှာအလိုဆန္ဒအဲ့ဒါတွေကိုဘာလို့မှာတော့လွတ်ရမယ်ဒါကိုဦးဇင်းတို့တလုံးနဲ့ဦးဇင်းတို့ရှင်းအောင်ပြောမယ်ဆိုလို့ရှိရင်တော့အတိတ်ကာလကဖြစ်ခဲ့တဲ့အနေအထားတွေနဲ့ပတ်သက်ပြီးတော့ကိလေသာမှမဖြစ်အောင်ကြိုးစားရမယ်ဒါကိုပြောတာနော်အဲ့လိုပဲဦးဇင်းတို့နော်နောက်ကိုလွှတ်ရမယ်ဆိုတာလေအဲ့ဒါကိုပြောတာနော်အလေကိုလွှတ်ရမယ်ဆိုတာလေအဲ့ဒါကိုပြောတာမဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့မဖြစ်သေးတာတွေနဲ့ပတ်သက်ပြီးတော့ဖြစ်နေတာတွေနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးတွေ့တာကန့်ညှိမှုတွေအလုံးကိုလွှတ်နိုင်မယ်ဆိုလို့ရှိရင်နောက်တစ်ဖန်ပြိတ္တိနေရတယ်ဆိုတဲ့ဒုက္ခမရှိတော့ဘူးလို့အဲ့လိုမျိုးမြတ်စွာဘုရားဟောတာအလုံးမမြင်မာတဲ့ဒေသနာပါပဲဟုတ်လားသို့တော်လည်းပဲဒကာမတို့ဦးဇင်းတို့တွေကနော်ကိုလုံနေတဲ့လုပ်ငန်းစဉ်လေးနဲ့ဒါကိုဆက်ဆက်ပြီးတော့တွေးဖို့မသင့်ဘူးလားသင့်တယ်နော်ကိုလုံနေတဲ့လုပ်ငန်းစဉ်လေးနဲ့ဆက်ဆက်ပြီးတော့တွေးကြည့်ဟုတ်လားအတိတ်ကာလကကိုယ့်ကိုနော်ဘယ်လောက်လွှမ်းမိုးနေလဲအတိတ်ကဖြစ်ခဲ့တဲ့အရာတွေကနော်အနာဂတ်နဲ့ပတ်သက်ပြီးတော့လေကိုယ့်ကိုဘယ်လောက်လွှမ်းမိုးတာကိုခံနေရလဲဆိုတာကိုစဉ်းစားပြီးတော့တရားဘာဝနာအထုတ်ကြတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဒီအတိတ်အနာဂတ်ရဲ့လွှမ်းမိုးမှုကိုတတ်နိုင်သမျှနားလည်ပြီးတော့နော်ဒါကိုလွတ်နိုင်အောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်အဲ့လိုကြိုးစားတဲ့နေမှာဦးဇင်းတို့အကောင်းဆုံးနည်းကိုစောစောကလည်းပြောခဲ့ပြီးသားပဲဒါပေမဲ့ထပ်ပြီးတော့ပြောရမယ်နော်အတိတ်ရဲ့လွှမ်းမိုးမှုအနာဂတ်ရဲ့လွှမ်းမိုးမှုကိုနော်မခံရအောင်လောလောရမှာလဲလို့မေးရင်အခုလောလောဆယ်ဖြစ်နေတာကိုပဲသိပြီးတော့နေတဲ့နည်းပဲရှိတယ်ဟုတ်တယ်မို့လားလောလောဆယ်ဖြစ်နေတာကိုဘာလုပ်ပြီးတော့နေရမလဲသိပြီးတော့နေရမယ်အဲ့ဒါကိုပဲဦးဇင်းတို့အလေးအကျင့်ပြုကြရတာပေါ့ဟုတ်လားဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိတယ်တော်လေထွက်တိုင်းထီတယ်ထီတိုင်းသိတယ်ထီတိုင်းသိအောင်လုပ်နေရတာဘာလုပ်နေတာခုလုံးလုံးတဲ့ပြစ္ဆုတ်ပံဖြစ်နေတာလေးကိုသိနေအောင်ကြိုးစားတာဟုတ်လားဒါတခုတည်းလားဆိုတော့မဟုတ်ဘူးနော်ဒီပြင်ချိန်တွေမှာတော့ထင်ရှားရဖြစ်ပေါ်နေတဲ့ယုံတန်သဘာဝတရားတွေရဲ့အပေါ်မှာလည်းပဲသတိထားပြီးတော့နေဖို့မလိုအပ်ဘူးလားလိုအပ်တယ်ဟုတ်လားအခုတော့ယောဂီများတော့တိစိတ်နဲ့စကားမပြောဘဲနဲ့ကောင်းကောင်းမွန်မွန်ကျင့်သုံးနေကြတယ်လို့ဦးဇင်းကသတင်းကြားတယ်ဟုတ်လားအဲ့ဒါကိုလည်းပဲဝမ်းသာပါတယ်နော်ဒါဘာလို့တာတော့လို့မေးရင်ကိုငြိမ်းချမ်းအောင်ကိုမြင့်မြတ်အောင်အဲ့လိုမျိုးနေနေတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါခုပြောနေတဲ့တရားစကားတွေဟာအဲ့လိုနေတဲ့နေရာမှာအထောက်အကူပြုဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ညီပြောနေတာဟုတ်လားအေးအဲ့လိုမျိုးမြတ်စွာဘုရားကဒီကထာလေးဟောထားတာကိုဓမ္မပဒပါဠိတော်မှာမှတ်တမ်းတင်ထားတာရှိတယ်။ဘာကြောင့်ဒီကထာလေးကိုမြတ်စွာဘုရားဟောတာတော့ရှေးကိုလည်းလွှတ်လိုက်ပါနောက်ကိုလည်းလွှတ်လိုက်ပါအလယ်ကိုလည်းလွှတ်လိုက်ပါဆိုတဲ့ဒီကထာလေးဘာကြောင့်မြတ်စွာဘုရားဟောတာတော့ဆိုတော့ကိုကျွန်တော်ဥက္ခသေနာဆိုတဲ့နော်ကကြည်တဲ့တယောက်ကိုအကြောင်းပြုပြီးတော့ဒီကထာလေးကိုမြတ်စွာဘုရားဟောတာအဲ့ဒီဥက္ခသေနာအကြောင်းကိုလည်းပဲပိဿပေါင်းသူတော်ကောင်းတို့ကြားဘူးပြီးသားပါပဲ။နောက်သူကမူရင်းကတတိတာတယောက်ပဲ။နောက်တော့သူတို့ရဲ့မြို့ကိုနောက်ကကြည့်တဲ့အဖွဲတစ်ဖွဲရောက်လာစက္ကလိုမျိုးအဖွဲတစ်ဖွဲရောက်လာတာအဲ့ဒါစက္ကပိုင်ရှင်ကကြည်တဲ့ကြီးရဲ့သမီးကိုသူကကြိုက်တာအဲ့ဒါနဲ့မရမနေနိုင်ဖြစ်တော့မိဘတွေကသွားပြီးတော့ပြောတော့အေးငါသမီးကိုရခြင်းရင်တို့နဲ့အတူလိုက်ပြီးတော့ဒီလိုတို့လုပ်တဲ့အလုပ်ကိုလုပ်နိုင်မှသာလေပေးသားမယ်ဆိုတော့ရတယ်ဆိုပြီးတော့အဲ့ဒါတတိတာဘဝကိုစွန့်ပြီးတော့အဲ့ဒီကကြည်တဲ့မနောက်ကိုလိုက်တော့တာအဲ့ဒါနောက်တော့သားလေးတစ်ယောက်မွေးတယ်မွေးတော့ကကြည်တဲ့မကရုပ်ကလည်းချောတယ်ပညာကလည်းတက်တယ်တော့ဒီသားလေးကိုသူကဘလို့ချော့လို့ဆိုတော့နော်ဥစ္စာဆောင်ရဲ့သားဟုတ်လားဘာမှအတတ်ပညာမရှိတဲ့လူရဲ့သားနော်အဝိထုထမ်းရဲ့သားအိပ်ပါအစရှိသဖြင့်သူကအဲ့လိုမျိုးချော့တာအဲ့ဒီမှာတတိသားကအော်ဒီမိမကနော်သူ့ရဲ့ရုပ်ရည်နဲ့သူ့ရဲ့ပညာကိုအကြောင်းပြုပြီးတော့ငါ့ကိုရှိတယ်လို့တော့မထင်ဘူးနော်ငါ့ကိုမထင်မဲ့မြင်ပြုတာတော့သိစေရမယ်နော်သူအကြောင်းပြုပြီးတော့ဖြစ်တဲ့မမနာကဘာလဲပညာကိုအကြောင်းပြုတော့ဖြစ်တယ်ငါလည်းပဲအဲ့လိုတက်အောင်သင်မယ်ဆိုပြီးတော့အဲ့ဒါရောက်ခမကြီးကြီးကနေပြီးတော့သူကတကယ်ကိုပဲခံယူခြင်းနဲ့စူးစမ်းပြီးတော့သင်လိုက်တော့အဲ့ဒီကားကြည်တဲ့မာလေးထက်တောင်သူကနော်ဒီအတတ်ပညာကိုတတ်သွားတယ်အဲ့ဒါနောက်တော့အလွန်မြင်မာတဲ့ဝလုံးရဲ့ထိတ်မှာ
နော်ကောင်းငင်ကိုရုံးကို14ဘက်လောက်ပြစ်ပြီးတော့မှအဲ့ဒီဝလုံးထိပ်ကိုပြန်ပြီးတော့ကြာအောင်သူချနိုင်တယ်လို့ပြောတယ်နော်လွန်နမဲကြီးတယ်ပေါ့ဥက္ကသေနာအဲ့ဒါနောက်တော့မြတ်စွာဘုရားကဒီနေ့ဥက္ကသေနာကျွတ်တန်းဝင်လိမ့်မယ်ဆိုတာကိုသိတယ်ဒါကြောင့်သူပြပွဲရှိတဲ့မြို့လေးကိုမြတ်စွာဘုရားကြွသွားတာဒါသူ့ကိုကြည့်ဖို့အစကတော့ပိဋကတွေကအကုန်လုံးရှုယုံပြီးတော့နေကြတာအဲ့ဒါမြတ်စွာဘုရားကအဋိဋ္ဌံသူ့ကိုကြည့်မဲ့လူမရှိအောင်မြတ်စွာဘုရားကိုပဲအလုံးကြည့်နေအောင်မြတ်စွာဘုရားအဋိဋ္ဌံတယ်အဲ့ဒီလိုအဋိဋ္ဌံတော့ပိဋကကမြတ်စွာဘုရားကိုပဲကြည့်ကြတာပေါ့ဒီတော့ဥက္ကသေနာကတော်တော်စိတ်သက်ကြသွားတယ်ဩငါ့ကိုဘယ်သူမှလည်းမကြည့်ကြဘူးဒီတော့မြတ်စွာဘုရားကရှင်မမောက္ကလံကိုจิตမောက္ကလံအဲ့ဒီဥက္ကသေနာကိုသူ့ရဲ့အတတ်ပညာကိုပြပါလို့တော့တိုက်တွန်းကြည့်လို့အားရှိတော့အောင်ရှင်လန်းတော့မြတ်စွာဘုရားတိုက်တွန်းတယ်အဲ့ဒီမှာရှင်မမောက္ကလံကဥက္ကသေနာစီကိုသွားပြီးတော့နော်အားအစွမ်းနဲ့ပြည့်စုံတဲ့ယောက်ျားတင်တက်ထားတဲ့အစွမ်းကိုပြပြီးတော့လူတွေကိုနှစ်သက်စေပါလို့သွားပြီးတော့တိုက်တွန်းတယ်အဲ့ဒီမှာသူဝမ်းသာအားရဖြစ်ပြီးတော့သူ့ရဲ့အတတ်ပညာကိုပြတယ်အဲ့ဒီလိုနဲ့ဝလုံးဘောကဆင်းလာတော့မြတ်စွာဘုရားကဒီကဒါလေးကိုဟောတာဘလို့ဒီအကြောင်းအကျိုးတွေဆက်ဆက်ပြီးတော့နော်သူ့ရဲ့နော်မွန်မြတ်တဲ့အတိတ်ကာလကအကြောင်းတရားတွေကဘလို့ပါလာတယ်လဲတော့မသိဒါဒီကဒါလေးကိုလည်းနားလဲပြီးတော့သူလည်းပဲရဟနာဖြစ်တာနော်ရှေးကိုလည်းလွတ်လိုက်ပါနောက်ကိုလည်းလွတ်လိုက်ပါအလဲကိုလည်းလွတ်လိုက်ပါဒါဆိုလို့ရှိရင်သင်ဟာလွတ်မြောက်တဲ့စိတ်နဲ့နောက်ထပ်တစ်ဖန်ဒုက္ခဆိုတဲ့ဒီတန်ရာထဲမှာဇာတိဆိုတာဖြစ်เสียကြောင်းမရှိတော့ဘူးလို့အဲ့လိုမြတ်စွာဘုရားဟောတော့သူယန္တာဖြစ်တယ်ဟုတ်လားအဲ့ဒီမှာယန္တော်တွေကနော်အေဟိဘိက္ခုယန္ဖြစ်ပြီးတဲ့နောက်မှာသူ့ကိုမေးကြတာသင်ဟာအတောင်60လောက်ရှိတဲ့ဒီဝလုံးထိပ်ပြားပေါ်မှာတက်ပြီးတော့အဲ့ဒီကနေဆင်းလာတော့မကြောက်ဘူးလားလို့မေးတာမေးတော့မကြောက်ပါဘူးလို့သူကဖြေတာငါဘာမှမကြောက်ဘူးလို့ဖြေတော့ယန္တော်တွေကဘာမှမကြောက်ဘူးဆိုတော့သူကကိလေသာကုန်ခန်းနဲ့ယန္တာဖြစ်နေတယ်လို့ပြောတာပဲဆိုတဲ့အဓိပ္ပာယ်နဲ့မြတ်စွာဘုရားကိုသွားလျှောက်ဆိုဟုတ်တယ်သူကယန္တာဖြစ်နေတာအဲ့ဒီမှာဂါထာတစ်ခုဟောပြန်တယ်မြတ်စွာဘုရားကသဗ္ဗတန်ယောဇနစစ်တဝါယောဝိနပရိတတ္တိသင်္ဃာတိကံဝိတံယုတ်တံတမဟံပြုမိပြမနံအဲ့ဒီဂါထာလေးလည်းဟောတယ်အဲ့ဒါလေးလည်းမှတ်သားစရာကောင်းတယ်အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့သဗ္ဗတန်ယောဇနစစ်တဝါအလုံးစုံသောကြီးနှောင်ထားတဲ့တန်ရောစဉ်တရားစီကိုဖြတ်တောက်ပြီးတော့တဲ့ယောဝိနပရိတတ္တိတဏှာကြောင့်ကြောက်နေတယ်ဆိုတာသူ့မှာမရှိဘူး။နော်အလိုဆန္ဒကြောင့်တချို့ကြောက်ကြတာတွေရှိတယ်။နော်ကိုဖြစ်ချင်တာမဖြစ်မှာလားကိုရချင်တာမရဘဲနေမှာလားဆိုတော့ကြောက်တာမရှိဘူးလားရှိတယ်။အဲ့ဒီလိုကြောက်တာမျိုးသူ့မှာမရှိဘူးတဲ့။သင်္ကာတိကံနော်ကန့်ညီခြင်းကိုလွန်သွားပြီးဝိတန်ယုတ်တံနော်ကိလေသာတွေနဲ့ဆက်ရှင်နေတာတွေသူ့မှာမရှိတော့ဘူးတဲ့။အဲ့လိုပုဂ္ဂိုလ်မျိုးကိုတမံပြုမိပြမနံပြမနာလို့ငါဟောတယ်လို့ယန္တာလို့ငါဟောတယ်လို့မြတ်စွာဘုရားအဲ့ဒီမှာမိန့်ရှိတာတော့ဦးဇင်းတို့ကနောက်အကြောင်းအရာလေးတွေလည်းပဲနောက်မှတ်သားရတာစုံစေခြင်းနဲ့ပေါ့တော့အနှစ်သာရအနေနဲ့ဒီနေ့ပြောခြင်းနဲ့နောက်အကြောင်းအရာကတိတ်ပြီးတော့မများပါဘူးနော်တရားဘာဝနာအထုတ်တဲ့နေရာမှာနောက်အဓိကကြားတဲ့နောက်အမြင်သဘောထားအဲ့ဒါပါလေနောက်အတိတ်နဲ့ပတ်သက်ပြီးတော့အနာဂတ်နဲ့ပတ်သက်ပြီးတော့ပြစ္ဆုတ်ပန်နဲ့ပတ်သက်ပြီးတော့ဘယ်လိုနားလည်ထားမလဲဆိုတာလေးကိုပြောပြတာဟုတ်လားဒါကြောင့်အတိတ်ကာလကဖြစ်ခဲ့တဲ့အနေအထားတွေဟာအာမတကယ်တမ်းကရှိတော့တာမဟုတ်အာမမရှိတော့တဲ့အရာနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာလေးလံနေတာပိုးလောင်းနေတာဟာအလွန်မှမိုက်မဲရရောက်တယ်လို့ပြောမယ်ဆိုရင်ညင်းလို့ရမှာမဟုတ်ဘူးနော်ဟုတ်တယ်မဟုတ်လားပြီးတော့အနာဂတ်ဆိုတာလည်းပဲဘာမှသိကြတာမဟုတ်ဘူးတကယ်လေးရောက်လာသေးတာမဟုတ်တကယ်ရောက်မလာသေးတဲ့ဒီအနာဂတ်နဲ့ပတ်သက်ပြီးတော့တွေ့တော့ပြီးတော့ပူလောင်နေရတယ်ဆိုတာလည်းပဲတကယ်တမ်းကတော့မိုက်မဲရမရောက်ဘူးလားရောက်တယ်နော်အဲ့ဒါကိုကကောင်းကောင်းနားလည်အောင်စဉ်းစားပြီးတော့ဒီအတိတ်နဲ့အနာဂတ်ရဲ့လွှမ်းမိုးမှုအောက်ကနေပြီးတော့လွတ်အောင်ကြိုးစားဖို့မလိုဘူးလားလွတ်အောင်ကြိုးစားခြင်းနဲ့ဆိုရင်ဘယ်လိုကြိုးစားမှာတော့နော်လောလောဆယ်ဖြစ်နေတာကိုသိနေတဲ့နည်းနဲ့ပဲလွတ်မြောက်အောင်ကြိုးစားရမယ်နော်ပြစ္ဆုတ်ပံမှာဖြစ်နေတာကိုဒကာမတို့ဦးဇင်းတို့တွေကတတိထားပြီးတော့နေမယ်ဆိုရင်နော်အတိတ်ကာလကဖြစ်ခဲ့တဲ့အနေအထားတွေနဲ့ပတ်သက်ပြီးတော့တွေးတောကြံစည်နေတာရှိနိုင်မလားတွေးတောကြံစည်တာမရှိဘူးဆိုရင်ကိလေသာဖြစ်တာရှိနိုင်မလားမရှိနိုင်ဘူးနော်အဲ့လိုပဲဦးဇင်းတို့အနာဂတ်ကာလနဲ့ပတ်သက်ပြီးတော့တွေးတောကြံစည်တာလည်းမရှိနိုင်ဘူးအနာဂတ်နဲ့ပတ်သက်ပြီးတော့ကိလေသာဖြစ်တာလည်းမရှိနိုင်ပြီးတော့ဒီအလယ်မှာဖြစ်နေတဲ့ပြစ္ဆုတ်ပံမှာဖြစ်နေတယ်ဆိုတာကိုအမှန်တိုင်းသိနေတဲ့အတွက်ကြောင့်ဒီလုံးလုံးစဲဖြစ်နေတဲ့တရားကြောင့်လည်းပဲကိလေသာဖြစ်တယ်ဆိုတာလည်းမရှိဘူးဟုတ်လားအဲ့တော့အပြည့်စုံသောအကောင်းမွန်ဆုံးနိလန်းကနော်ဒါပဲနော်လောလောဆယ်ဖြစ်နေတာကိုအမှန်တိုင်းသိနေဖို့ပဲဒါကိုဦးဇင်းတို့ကတက်ခါပြောနေတာပဲနော်ဒါကအဓိကကြားတယ်နော်နားလည်ထားရမယ့်အရာဖြစ်တဲ့အတွက်ကြောင့်ဒါကိုတော့မိပြောက်ထားလို့မရအောင်ဟုတ်လား
လောလောဆယ်ဘာပဲဖြစ်နေတာကိုအသေးစိတ်တတ်နိုင်ကြဘာလို့ရမလို့သိအောင်ကြိုးစားပြီးတော့နေရမယ်ဟုတ်လားအဲ့ဒီလိုနေလိုက်ချင်းဒီပဲလေရဲ့နော်အတိတ်ကိုလည်းအစင်မလိုက်ဘူးအနာဂတ်ကိုလည်းပဲနော်ဆိုရင်ကြောက်ကြမြုံမှန်းနေတာမရှိဘူးနော်ရှင်းနဲ့ပတ်သက်ပြီးတော့လည်းပဲတန်ရှင်းအောင်လုပ်ရရောက်တယ်နောက်နဲ့ပတ်သက်ပြီးတော့ပဲဆိုရင်ကြောက်ကြကင်းအောင်နေရရောက်တယ်အလေကိုလည်းမဆွဲယူဘူးဟုတ်လားပြီးတော့ရှေ့ကိုလည်းလွတ်ရရောက်တယ်နောက်ကိုလည်းလွတ်ရရောက်တယ်အလေကိုလည်းလွတ်ရရောက်တယ်နော်ဒါကြောင့်ပေးတဲ့ဘောသူတော်တို့တရားဘာဝနာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အခုပြောလိုက်တဲ့ဒေသနာလေးတွေဟာအလွန်မှဆက်ပြီးတော့တွေးเสียစဉ်းစားเสียဆင်ခြင်เสียမကောင်းလားကောင်းတယ်တော့အဓိကလေးအဓိကလိုက်နာကျင့်သုံးမယ်နီလန်းကိုလည်းပဲဆွဲထုတ်ယူတတ်ဖို့တော့လိုတယ်နော်အဲ့ဒါကပါလေလောလောဆယ်ဖြစ်နေတဲ့ရုပ်ဓာတ်နံဓာတ်သဘာဝတရားကိုဖြစ်နေတဲ့အတိုင်းတိပြီးတော့နေလိုက်ဖို့ပါဟုတ်လားဒါကိုပဲဦးဇင်းတို့ထပ်ခါပြောပါတယ်ဟုတ်လားဒါကြောင့်ဒီကနေ့ညနော်အတိတ်နာကပြစ္ဆုတ်ပံကာလ3လနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့စိတ်ထဲမှာအမှန်ကန်တဲ့သဘောထားတွေနဲ့နေနိုင်ကြမယ်ဆိုလို့ရှိရင်တရားဘောနာအထုတဲ့လုပ်ငန်းကိုအများကြီးအထောက်အကူပြုပြီးတော့ဖြောင်းပြသွားစရာအကြောင်းမရှိဘူးလားရှိတယ်ဒါကြောင့်ပိဋကဘောသူတော်ကောင်းတို့သည်အပမဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့ကိုယ်ခန္ဓာမှာဖြစ်တိုင်းသောရုပ်တဏ္ဍသဘာဝတရားတွေရဲ့ပုံမှာဖြစ်နေတဲ့အတိုင်းပဲအဘူအလိုမရှိဖြစ်ဆွဲခြင်းမပြုနှုတ်ပယ်ခြင်းမပြုဘဲနဲ့နော်ဘက်လိုက်မှုကင်းဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးသတိထားပြီးတော့နေတဲ့နီးလို့ဆိုတဲ့နော်သတိပဋ္ဌာန်ဘာဝနာလုပ်ကိုစွမ်းအားရှိသမျှကြိုးစားအထောက်ပြီးတော့နော်ငြိမ်ချမ်းနေနိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပိဋကဘောသူတော်ကောင်းတို့ပြုလုပ်ကြိုးစားအထောက်ထားကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းတတ္တိကြောင့်တရားတပည့်တော်တို့သည်မဉ္ဇဉ်ပူဉ္ဇဉ်မျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း